တတ္တဝါတွေမှာကံကောင်းတဲ့အချိန်တွေရှိတယ်လို့ကံဆိုးတဲ့အချိန်တွေရှိတယ်အတိတ်တုန်းကပါလာတဲ့ကံဆိုတာကိုမြင်ရတာမဟုတ်ဒီတော့အကြောင်းရှိလို့အကျိုးတွေဖြစ်ကြတဲ့အခါရှောင်ပြေးလို့မရကြဘူးတေခြင်းတရားနဲ့ကြုံမယ်ဆိုလို့ရှိရင်လေသမုဒ္ဒရာတဲ့ဆင်ပြေလည်းမလွတ်ဘူးတောင်ထိပ်တက်ပြေလည်းမလွတ်ဘူးကောင်းကင်တက်လည်းမလွတ်ဘူးတေကံပါလာရင်တေကိုတေတာအဲ့တော့ကို့မှာကံကောင်းခြင်းတွေရှိနေဖို့အတိတ်ကအဆိုးတွေပါလာရင်လည်းတတ်တာအောင်နေ့စဉ်ကုသိုလ်တစ်ခုတော့လုပ်နေဖို့လိုတာပါလာတဲ့ကံတွေကိုပြောင်းလဲပြစ်နိုင်ဖို့တော့၎င်းလမ်းကြောင်းပြောင်းပြစ်နိုင်အောင်တော့၎င်းဒီနေ့လုပ်တဲ့ကုသိုလ်တွေကသာလမ်းကြောင်းပြောင်းပြနိုင်တာအာစင်နကံအပြင်နေ့စဉ်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်တွေပဲလုပ်လာမယ်ဆိုရင်အကုသိုလ်အကျိုးပေးတာတတ်တာသွားတယ်သို့တော်ကိုယ်ကလည်းပြစ္ဆုတ်ပံမှာအတ္တဖုံးလွှမ်းပြီးမသိမှုအဝိဇ္ဇာဖုံးလွှမ်းထားတဲ့အခါကျတော့အကြောင်းအကျိုးအကောင်းအဆိုးမဝေဖန်နိုင်တဲ့အချိန်တွေမှာမသိလိုက်မသိပါတာအပြင်အကုသိုလ်တွေဖြစ်ကုန်အတွေးမှာလည်းအကုသိုလ်တွေကြီးပဲမချင်တတ်တာတွေအမြင်မကြည်တာတွေစိတ်ဆိုးတာတွေညှိုးတာတွေဒီလိုအရာတွေနဲ့အကုသိုလ်တွေကြီးပဲဒီအကုသိုလ်အကြောင်းခံပြီးတော့နှုတ်ကထွက်တဲ့စကားတွေကလည်းလောင်ကျွမ်းတဲ့စကားတွေကြီးပဲအဲ့တော့စိတ်နဲ့နှုတ်ကလောင်ကျွမ်းနေတယ်လို့ကာယကံကလည်းပဲပူပူလောင်လောင်ကာယကံမှုတွေကြီးပဲပြုမိတော့တာအဲ့တော့အကုသိုလ်ပေါ်အကုသိုလ်ဆင်လာတော့တယ်ကိုဒီနေ့လုပ်နေတဲ့အကုသိုလ်တွေကအတိတ်ကပါလာတဲ့ကံကျွမ်းတွေကိုအကျိုးပေးအောင်ဖိတ်ခေါ်နေတယ်လို့ပဲအကုသိုလ်နေရာလုတ်ပေးနေတယ်လို့ဖြစ်သွားတယ်ဒီတော့ကံဆိုးခြင်းကံဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲဘုန်းကြီးတို့တွေလည်းကံတအားဆိုးတဲ့အချိန်တွေကြုံခဲ့ရတာပဲကိုရည်ရွယ်ထားတဲ့အရာတွေမဖြစ်ဘဲနဲ့မရည်ရွယ်တာတွေပြောင်းပြန်အားဖြင့်ဖြစ်သွားတယ်ဆွေမျိုးတွေမမျှော်လင့်တဲ့နေ့နဲ့အသေးစိုးတွေနဲ့သိဆုံးကုန်ကြတယ်စီစဉ်ဥစ္စာနေရာထိုင်ခင်းအကုန်ပျက်စီးသွားကြတယ်တစ်နှစ်တည်းတစ်ချိန်တည်းမှာအကုန်လုံးစုံပြီးတော့ဖြစ်သွားတယ်အဲ့ဒီခါမှာရင်ထုမနာဖြစ်ရတယ်နာကြည်မှုတွေရောပောက်ကွဲမှုတွေရောဝမ်းနည်းမှုတွေရောစုပြုံနေတဲ့ခံစားမှုတွေကိုခံရတယ်အဲ့မှာတတိဝင်လိုက်ဖြစ်ပြီးသွားတာတွေကဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်အဆိုးတွေကိုဖန်တီးမလား